ရတာတော့ homemade နေပဲပါဟုတ်ကဲ့ဟော့ပေါ့လောက်စားပါမှာနော်မာဆိုင်ခင်းရဒီဟော့ပေါ့ထုံလေးနဲ့ဘာမှပစ္စည်းအားကြတော့ဥပါတယ်ငေါဥပါတယ်ဆင်းချင်စီပါတယ်အသားဟာကြီးပြပါပေါ့နော်ခဏနေကြရင်အသားလုံးတွေကိုကြော်ပါဖြစ်ပါတယ်အခုတစ်ချက်လေးကြည့်ပေးပါဦးခင်းချင်သည်ပုံပြင်းတော့ချက်မဲ့အစားပလာရောနော်ဒါတော့ကျွန်တော်ချက်မဲ့သားဟာတွေပါခုနကကျွန်တော်ငိုးပြုတ်ထားပါတယ်အဝိုင်းလေးပြီးကောင်းတယ်နော်အဝိုင်းလေးပြီးတာနှစ်တည်းကိုကတော့ဒီထဲကိုကျွန်တော်ဖောက်ထည့်လိုက်ပါတယ်ပါတော့ကျွန်တော်ဗီဒီယိုရဲ့ကျွန်တော်မိပါဒီချက်ပုံဖြစ်ပါတယ်နောက်မုံလာဥနေပါတယ်ပြီးရင်ခန်းချင်လေးပါတယ်ပြီးရင်ငိုးပါတယ်မုံညင်းပါတယ်အခုကတော့ဂျားပြတ်ဝင်လာတဲ့နှစ်ခုကတော့
ဒီအညွန့်နဲ့ဘာညွန့်လဲမသိတော့အဲ့ညွန့်ရဲ့ပြီးရင်ခေါ်ပြီးရပါတယ်အခုကကျွန်တော်တည်ထားတဲ့ဟာတွေကတော့အခုကျွန်တော်တည်ထားတဲ့ဟာတွေကတော့စုပြီးပါပြီပြပါမယ်နော်ဆိုရင်ကျွန်တော်ထားပြီးတော့ပါမယ်ခဏတော့စောက်ထားပါတော့စောက်ထားရဲရရင်ပြပါမယ်အခုပဲအိမ်မှာရှိရဟာနဲ့စီဒီမမဝဲဟာရဲပြီးကျွန်တော်မေးရရဲ့ချက်သားပါထပ်ပြီးတော့ထည့်လိုက်ပါတယ်နာအဲ့တော့စားရပြီ ဝါလို့ရပြီနနချိုးရဲအဲ့ဒီချိုးနာနချက်ပြရပါပြီကွယ်စားလို့ရပါပြီကဲတွေ့ရဒီကအဲ့အစားရဲစနာမှာဘာလဲထည့်လို့ထည့်ရမှာလားမသိဘူးအခုထားရင်ရလေးတယ်ရတယ်အစားမယ်တော့ထည့်လို့ရတယ်ဟုတ်တယ်ဒီမှာတောင်းလို့ကြောင်းလိုက်ချက်ပြီးတော့ဒီကျုပ်ပဲထားကြပါဦးခင်ဗျာကျွန်တော်ရဲ့လက်ရာတွေပါကျွန်တော်ရဲ့ဟော့ပေါ့လက်ရာတွေပါကျွန်တော်ဟော့ပေါ့တော့ပုံမှန်မြင်လုပ်ကြတယ်ဒါပေမဲ့အဲ့ဒီတခြားအရာတွေမတူဘူးဖြစ်ထားပဲထည့်ပြရမှာကြောင်းတယ်အေးထည့်လာပါလေနားလည်းကြည့်ရချင်နေပါလို့ထင်ရှင်းနေပြီလားမသိဘူးတွေ့ရတယ်တာအကုန်ချုပ်ထည့်တာဒီကိစ္စမသိရတွေ့ဘာထည့်လို့ထည့်မှာမသိဘူးဒီဘောဒီရောင်းပါလို့ဖေးဆိုင်ပါလေဟိုကလေစီတီမော်လေကောင်းကဲဒါဆိုရင်စားလိုက်တော့မနော်ဟိုကတော့ရတာတော့ homemade တင်ပဲပါဟုတ်ကဲ့အရသာတော့ homemade တင်ပဲပေါ့နော်ဒါပေမဲ့ကောင်းပါတယ်